မင်္ဂလာပါရှင်ဆရာလေးတန်းညွှန်းလေးတို့ကဒီစနစ်ပြည်စည်းရှင်မှာစကားကရတင်တဲ့တွေတက်နေကြတော့တင်တဲ့သူတင်တဲ့နိုင်ကြီးကိုများကိုမင်္ဂလာပါလူနှစ်ခွန်းဆက်ကတော့ပြုလိုက်ပြရစီရှင်ကျမတို့တင်တဲ့သူလေးစစံဝင်ရှိပါရှင်တောင်ရွှေသွေးတွင်ဝိနည်းညီမလေးနဲ့တူပုံထုံဆိုင်လေးတရားမှုရရှိပါရဲ့ရှင် Facebook နဲ့တော်တော် YouTube ကောက်တင်ဒီကောက်ဖြင့်စာပေရေးသားပြီးတော့စိတ်ခွန်အားဖြစ်စီမဲ့စာလေးနဲ့တူပုံမြင်ဆက်တော်လေးများကိုလည်းမျှဝေနေရရှိပါရဲ့ရှင်ဆရာရဲ့တင်တဲ့မှာတင်တဲ့သူအစုကောင်းစုကိုခုနှစ်ကျင်းတင်နေရရှိပြီဖြစ်လို့ဆရာနှင်းတကွတင်တဲ့သူတင်တဲ့ညီကူမမြောက်လဲအထူးပဲရှိခင်ကျေးဇူးတင်ရှိပါရဲ့ရှင်ကျေးဇူးတင်ပါရဲ့ရှင်သင်္ကန်းစာလေးမျှဝေပြရစီမင်္ဂလာပါရှင်ဒီယုံကြည်မှုဖြစ်ပါတယ်ဒီလူကစိတ်ချရပါတယ်ယုံကြည်ရပါတယ်ဂတိတစ်ခုကလည်းအမတန်မှရည်ကြည်ပါရဲ့ရှင်နံပါတ်2စကေးတွေကိုဘယ်လိုရှာမှတ်ကြမလဲကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့အတူကိုယ့်ရဲ့အသိပညာကိုယ့်ရဲ့အတတ်ပညာကိုယ့်ရဲ့အလုပ်တွေကိုအောင်မြင်အောင်လှုပ်ဆောင်သွားရမှာဖြစ်လို့စကေးတွေကိုလည်းရှာမှတ်ထားပါရဲ့ရှင်နံပါတ်3ဖက်ရှင်ကိုယ့်ရဲ့စိတ်အားထက်သန်မှုကျမတို့ကဘယ်လုပ်ကိုပဲလုပ်လို့ကိုယ့်ရဲ့စိတ်ကိုစိတ်အားထက်သန်စွာအောင်မြင်အောင်ကြိုးစားထုတ်အောင်ဖြစ်ပါရဲ့ရှင်နံပါတ်4ဖြစ်တဲ့ဘယ်လူတမိုးထားမှုဖြစ်ပါတယ်လူတိုင်းမှာလူလက်စားတမိုးထားမှုရှိပါရဲ့ရှင်ကိုတမိုးထားတဲ့အရာကိုတခြားသူတွေကတမိုးမထားလို့ကိုဟာတမိုးမရှိတာမဟုတ်ပါဘူးရှင်လူတိုင်းမှာလူလက်စားတမိုးထားမှုရှိပါရဲ့ရှင်နံပါတ်5ဖြစ်တဲ့ personality ကိုယ့်ရဲ့ကိုယ်သွေးဖြစ်ပါတယ်ကိုယ့်ရဲ့ကိုယ်သွေးဟာ2မျိုးရှိပါရဲ့ရှင်အတွင်းကိုယ်သွေးနဲ့အပြင်ကိုယ်သွေးနဲ့2မျိုးရှိပါရဲ့ရှင်အပြင်ကိုယ်သွေးကတော့အပြင်မှာတငယ်ချင်းတွေစုယုံပြီးတော့လေပတ်ပြီးတော့ခြေအောင်နောက်ဖြစ်လေးပြောပြီးတော့စားတောက်ပြီးတော့ပျော်ကားတာကိုတော့အပြင်ကိုယ်သွေးဖြစ်ပြီးတော့အတွင်းကိုယ်သွေးကတော့ကိုယ်အိမ်မှာကိုမိသားစုနဲ့အတူစီးပွားရေးလူမှုရေးကျန်းမာရေးဆွေးနွေးတိုင်ပင်ပြီးတော့စားတောက်ပြီးတော့ပြောဆိုပြီးတော့တိုင်ပင်ဆွေးနွေးတာကိုတော့အတွင်းကိုယ်ဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီမှာရဲ့တနေ့တာမှတ်တမ်းလေးကိုဒီမှာမျှဝေပြပါရှင်မင်္ဂလာပါရှင်ဒီမှာတနေ့တာမှတ်တမ်းဖြစ်တည်မှုလို့ရမနေ့၄နိုင်ထိုးရဒီမှာအေးအားထားပါရဲ့ရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဘုရားခုံတော်တွေပွားများပြီးတော့ဒီမှာစက္ကန့်ထူတန်းပြီးမှဒီမှာမျက်နှာတစ်ပါရဲ့ရှင်မျက်နှာတစ်တဲ့နေရာမှာလည်းဂုံတော်9ပါးကိုဒီမှာယူပြီးမှမျက်နှာတစ်ပါရဲ့ရှင်မနေ့9နာရီထိုးတာနဲ့ဒီမှာဖျားရည်ချမ်းစွမ်းကပ်လို့ပြီးရနဲ့ဖျားရှိခိုးပြီးတော့ကျမရဲ့ကိုယ်ပိုင်ဆိုင်လေးကိုတွားပြီးတော့ဝန်ထမ်းညီမလေးနဲ့အတူဒီရောက်များတဲ့ရင်းရောင်းချလေးရရှိပါရဲ့ရှင်မနေ့7နာရီထိုးမှဒီပါသွားတဲ့ခါမှကျမဖုန်းလေးကိုဖွင့်ပြီးတော့ဆရာရဲ့လိုက်လေးကိုဒီမှာစတောင်းမြစ်တာပို့အသေးလေးပြီးခဲ့ပါရဲ့ရှင်ဒီမှာဆရာရဲ့ online သင်တန်းကိုရှင်းရော်လိုက်သင်တန်းလေးစတက်ခဲ့ပါတယ်2020နှစ်တလပိုင်းကနေစတက်လာလိုက်တာဒီခုဆိုလို့ရှိရင်ကျမ3နှစ်ဒီပါရှိခဲ့ပါပြီရှင်3နှစ်ပြည့်တော့ဖြစ်ပါတယ်ကျမဝါသနာပါတဲ့စာလေးတွေရေးလာလိုက်တာပထမတော့ကျမအရှိဇလန်းတူလေးတွေကျမရေးခဲ့တာအပုပ်ကြီး80လောက်ကျမရေးခဲ့ပြီးဖြစ်ပါရဲ့ရှင်နောက်ပိုင်းမှာတော့ကျမတုတ motivation စာလေးတွေကိုရေးဖြစ်ခဲ့ပါရဲ့ရှင်ဒီမဲ့သူတို့နှလုံးသားရေးခုအပိုင်း200အထိလည်းကျမရေးထားကားပြီးဖြစ်ပါရဲ့ရှင်ဒီပိုင်းမိသားစုလေးကတော့ကျမရဲ့မမေရဲ့တားငယ်လေးရဲ့3ယောက်ရှိပါရဲ့ရှင်တားငယ်လေးကတော့တောင်မှာစားတောက်ဆိုင်လေးဖွင့်ထားပါရဲ့ရှင်တောင်ကနဝီလမ်းဘေးကနေပြီးတော့ကနဝီညားလေးရှိရနေပြီးတော့ဝင်သွားလို့ရှိရင်ဖျက်စစ်လန်းရှိပါရှင်ဖျက်စစ်လန်းလမ်းစုံမှာသင်္ကန်းဆက်စားတောက်ဆိုင်လေးဖွင့်ထားပါရဲ့ရှင်စားတောက်ဆိုင်ကိုယ့်ရဲ့ customer လေးဝန်ဆောင်မှုအပြည့်နဲ့မိုင်းဆုံးမီနူးများကိုလည်း delivery ပို့ဆောင်ရဲ့တမျိုးလုံးပို့ဆောင်ရဲ့ရှိပါရဲ့ရှင်ဒီနှုန်းသက်သာစွာနဲ့ရောင်းချလျက်ရှိပါရဲ့ရှင်ဝယ်ယူမှယူလို့တငယ်ချင်းများကိုလည်းအထူးပဲချစ်ခင်ကျေးဇူးတင်ရှိပါရဲ့ရှင်ကျေးဇူးတင်ပါရဲ့ရှင်မင်္ဂလာပါရှင်ကျမတို့တွေဟာလူတယောက်မှာဝမ်းနေလို့ရတယ်စိတ်ထက်ကြလို့ရတယ်ဝမ်းနေလို့ရတယ်စိတ်ညစ်လို့ရတယ်စိတ်ထက်ကြလို့မရပါဘူးရှင်ဟုတ်ပါတယ်ရှင်တကယ်ချင်းတွေကစိတ်ထက်ကြနေချသလားဟင်လူတယောက်ဟာဘယ်တော့မှစိတ်ထက်မကြရအောင်နော်ကိုတို့တွေဟာဘဝကိုမချော့တော့ဇွဲလုံးလားဝိရိယနဲ့ဘဝကိုရှစ်ဆက်လို့ပြင်ဖို့ဝင်သွားကြမယ်နော်အောင်မြင်ပွားနိုင်ဆိုတာကြိုးစားနေတဲ့လူတွေအဖို့တော့မဝေးတော့တဲ့အနာဂတ်ကလေးတွေဖြစ်လာနိုင်မှာပါကွယ်ကိုယ့်ရဲ့ဘဝကိုအရင်ကားတဲ့ပို့လို့နှစ်ဆတိုးလို့ကြိုးစားကြမယ်နော် fighting ချစ်ခင်စွာမျှဝေပေးလိုက်ပါစီကျေးဇူးတင်ပါရှင်ဒီမှာဆက်ထားတဲ့ကျမကြပြလေးကိုကျမရွတ်ဆိုပြရစီ2024ရက်နေပြီးဆရာမန္တလေးမှာဟောပြောပွဲကျင်းပတော့ကျမလိုက်တော့အားပေးခဲ့ရဖြစ်ပါရဲ့ရှင်အဲ့မှာပေါ့နော်အဲ့မှာရွှေတဝင်းကဖီးမှာဆရာရဲ့မိဟောင်းတွေတွေ့ဆုံဝဲရဲ့ဟိုတယ်မန္တလေးမှာ KB စက်ကနေကျင်းပတဲ့ဆရာဟောပြောပွဲကိုကျမလိုက်ပြီးတော့ဆရာရဲ့ပွဲတက်ခဲ့ရဖြစ်ပါရဲ့ရှင်အဲ့မှာကျမအသွားမှာပေါ့နော် Israel ကားပေါ်မှာကျမတောင်တန်းကြီးကိုကြည့်ကြမှာကျမဆက်ထားတဲ့ကြပြလေးတစ်ပုဒ်ကိုကျမရွတ်ဆိုပြရစီရှင်မန္တလာတို့ချီတဲ့ပွဲလို့အမည်ရပါရဲ့ရှင်စိမ့်လက်လက်တောတောင်ရှုကင်းမြေသူတိုင်းဘဝင်မှာ
ကြည်လင်လို့မဆုံးနိုင်မှာမိုးမင်းကြီးရဲ့ရွာမလို့သူဟန်ပြင်မရွာပါနဲ့ဦးလားကိုရွှေမိုးညိုရဲ့ဆရာလင်းတိုင်ညွန့်ပွဲကိုသွားဖို့ဇူးတို့ခီးစရအောင်မယ်အုံမိုင်းမာလို့မိုးတိုင်တောင်တောင်နှင်းကြီးများအောက်မှာလေခွင်းလှီးများနဲ့ကြည်လင်လို့မဆုံးစိတ်လက်တောတောင်ရှုမြင်လို့မဆုံးရှိခင်စွာမျှဝေပေးလိုက်ပါရစေကျေးဇူးတင်ပါတယ်ရှင်